2025ဒီဇင်ဘာ31ရက်နေ့မှာကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့တနာရီလောက်သွားရတဲ့ကမ်းခြေတစ်ခုနဲ့အကွာရီယန်နဲ့ကိုခီးထွက်ခဲ့ပါတယ်အဲ့ဒါကိုမှတ်တမ်းလဲအရယူနိုင်ခဲ့လို့ကျွန်တော်ဘာဒီပေါက်ကြရလို့မလဲဆိုတာကိုလိုက်ပြီးတော့ရှိုးလိုက်တော့ခီးတော့ပါတော့မယ်ဘလောကတော့ခီးတော့မျိုးပဲရိုက်လိုက်တော့မယ်ခီးမှာပဲ enjoy ဖြစ်ချင်လို့ဆိုတော့ဝတ်ဒီထည့်ပြီးပါပြီဝေစားတော့ဒီဟာလေးနဲ့စပင်တော့နည်းနည်းတက်တက်ရက်လေးဖြီးသွားပြီးတော့ကျဲတော့မထောင်ဘူးပါပဲအောက်ထပ်မှာတော့ girls talk ဖြစ်နေတယ်တော့ show လာအောင်မယ် highway တွားနေပါပြီနောက်ထပ်တနားရီကျော်လောက်တော့စီးရပါအောင်မယ်ဆက်ပြီးမဟုတ်တာဗီဒီယိုထဲမှာအစိတ်ပိုင်းဖြစ်နေပါမှာနဲဟိုတယ် lobby မှာနေရများတော့ခဏဆောင်နေပါတယ်ပြီးပါရတာရများပါတယ်ပါကင်မရာထပ်ပြလို့ရေပြီးရပြီလားပြလိုက်ကိုတိုးနေပါပြီအကွာရီယန်ငါပဲမဟုတ်ဘူးအကွာရီယန်လေဘခရီးတွေပါလေပါမှာစားတွေပါလေပါမှာပေါ့ပင်လယ်စာပြလိုက်အကွာရီယန်မတော်ခင်ပင်လယ်စာလေးနဲ့ breakfast ဆွဲလိုက်ပါတယ်ကျွန်တော်အတွက်ငါးတွေနဲ့အခြားပင်လယ်နေတဲ့တော်ဝါတွေအများကြီးကိုတနေရာထဲမှာစုံစုံလင်းလင်းတွေ့ရတာတော့ပထမဆုံးအချိန်ပါပဲ first time aquarium experience လေးကတော့ချောချောမွေ့မွေ့နဲ့ပဲငါးတွေရောအခြားအကောင်တွေရောအများကြီးတွေ့ခဲ့ရလို့ပြောပါတယ်အစတော့ဒါနဲ့တင်ပြီးသွားပြီထင်တာဒါပေမဲ့ तू ကအပေါ်မှာလှေကားကြီးရှိနေသေးတယ်ဆိုတော့ကျွန်တော်သွားခင်တော့ပုံလေးနဲ့ငယ်ရိုက်လိုက်ပါအောင်မယ်ပြီးရင်တော့ကိုးပါမယ်
ရှေ့မှာတွေ့ခဲ့ရတဲ့ရေပေါ်ကိုပြေးတဲ့ဒီကားကြီးအဲကားကြီးကိုပြီးရင်ကျွန်တော်တို့စီးတော့မှာပါကားဆရာကားပေါ်ကိုရှေ့ကနေတက်ဘေးကနေတက်ပြောနေလို့ကျွန်တော်အနောက်ကနေပဲတက်ပေးလိုက်ပါတယ်ဝက်လာငါဒီနားကနေပဲရိုက်နေမယ်နင်းတော့ရအပြန်မှာတော့မိန်းကလေး3ယောက်ကကားနဲ့ပြန်ပြီးတော့ကျွန်တော်ကတော့အကိုအမီကားရဲ့ဆိုင်ကအလန်းစားကြီးနဲ့ပဲလိုက်ခဲ့လိုက်ပါတယ်ဆိုဖြစ်လိုက်သားကောင်ဖြစ်လိုက် Hey Heyโอเคအခုဆိုရင်တော့ကျွန်တော်တို့ခီးရနေပြီးတော့ချောချောချူချူပြန်ရောက်လာပါပြီအားလုံးကျေးဇူးပါမဲလိုက်ကာစင်ဒီတက်ကရှောင်းနေလူလက်ချမယ်မဲလိုက်ကာဟိုအာရှိမ